ကဲအတွေ့အကြုံလေးပြောပါတွေ့ကြုံအတွေ့အကြုံကခုဒါလီနီစွာထည့်တဲ့အချိန်မှာပေါ့နော်ဟုတ်ပထမတော့ထည့်တော့မယ်လို့ပြောရမလားပြောတဲ့အချိန်မှာရှူသွင်းလိုက်ပါအောင်စကြဝဠာရေးစီယာဆိုတဲ့အချိန်မှာရှူသွင်းလိုက်တော့အတန်းအတက်တယ်ပဲလာတယ်အရန်တိတာတယ်ဘာလို့အမ University ခဏခဏချိန်နေကြဆိုတော့အဲ့ဒါပြီးတော့ထည့်တော့မယ်နော်သူက assistant တွေပါထည့်သွင်းပါဆိုလည်းပြောတဲ့အချိန်မှာအစင်းသေးဖြစ်ပြီဆိုရင်ရှူသွင်းလိုက်တော့လို့ပြောလိုက်တဲ့အချိန်မှာရှူသွင်းလိုက်တဲ့အချိန်မှာဒါကြီးကပွက်ဒီ crown chakra ကြီးကပထမတန်းလေးပဲအမြဲတမ်းမှလာလေတန်းလေးပဲရနေကြ energy တွေကလုံးဝဒီလိုပွင့်ထွက်သွားပြီးတော့လုံးဝမှုပွင့်ကြီးလို့ခေါ်မလားအဲ့ဒီဘန်းကြီးလိုမျိုးဖြစ်သွားပြီးတော့လုံးဝအကုန်ပွင့်သွားတော့ပွင့်ပြီးတော့ဝင်လာတဲ့အရာတွေအိုးကြောက်စရာတွေကြောက်ခမန်းလေးကိုဝင်လာတယ်လို့ခံစားရတယ်ဆိုတော့နည်းနည်းမဟုတ်ဘူးဟုတ်အလုံးအရင်းနဲ့ဝင်လာပြီးတော့တစ်ချက်ရှူသွင်းလိုက်တိုင်းမှာခန္ဓာကိုယ်ကတကိုယ်လုံးမှာအားတွေပြည့်ပြီးတော့ရွှေရောင်တွေလုံးဝပြောင်းသွားတာဖောင်းပြီးတော့လုံးဝပြည့်သွားပြီဆိုတဲ့အချိန်မှာအတွင်းကြီးရှူသွင်းလိုက်ပေါ့နော် save လုပ်လိုက်ပေါ့နော်အဲ့ဒီຢာတွေကို save လုပ်လိုက်ဟို cell state ရအောင်လို့ save လုပ်လိုက်လို့ပြောလိုက်တဲ့အချိန်မှာအမလုံးဝ save လုပ်လိုက်ဟိုအယိုးတဲ့အတွင်းနဲ့အသားတဲ့ cells တစ်ခုချင်းစီတိုင်းအထိဆိုပြီးတော့အမအဲ့လိုသွင်းလိုက်တာဟုတ်သွင်းလိုက်တဲ့အချိန်မှာလုံးဝအထဲထဲမှာရွှေရောင်လွှမ်းသွားပြီးတော့တစ်စိမ့်စိမ့်ပေါ့နော်လုံးဝကိုလေဘလို့မှပြန်ဖြတ်လို့မရတော့အောင်အထိကိုလုံးဝ deeply အထဲထဲဝင်သွားတယ်ဆိုတာလည်းတွေးလိုက်ရတာပေါ့နော်ဟုတ်အမကအရင်တော့ကလေးကလည်းအမြဲတမ်းရှူသွင်းနေနောက်အဲ့ဒီချိန်ဟာတွေကိုဘယ်လိုမျိုးထပ်ပြီးတော့activate လုပ်လို့ရလဲဆိုရင်ဒီဒါအထဲမှာရှိပြီးသွားပြီပေါ့နော်ထပ်ပြီး activate လုပ်လို့ရတာကြတော့ထူးထူးဆန်းဆန်းတရားထိုင်လိုက်တိုင်းမှာပို့ပြီးတော့အစွမ်းတွေပိုဝင်လာမယ်ဆိုတဲ့အကြောင်းကိုမြင်ရတာပေါ့ဟုတ်အဲ့ဒီဟာလေးပြလိုက်ပါတယ်ဟုတ်ဒါဆိုကျင့်စဉ်ကကျတော့တရားထိုင်မှုနောက်ဟိုကဘယ်လောက်ကြာမလဲဆို fully activated ဖြစ်ဖို့အတွက်ဆိုရင်သူကဘယ်လောက်ကြာချိန်တော့မရှိဘူးတခါလေးတန်းပေးလိုက်အော်ဒါဆိုတခါလေးချိန်ပေးရလေပဲသူကအခုတခါလေးတန်းထည့်ပေးလိုက်မယ်တဲ့ထည့်ပေးလိုက်မယ်ဆိုတော့ချိန်ပွင့်ထွက်သွားတာလေပထမဒီအတန်းလေးပဲအမအမြင်နဲ့ university က connection လုပ်တဲ့ချိန်တိုင်းကအတန်းလိုက်ပဲလာတယ်ဒီ energy ကလေဒီလိုအတန်းလိုက်အရှိလေးပေါ့နော်ကိုပွားနေတော့ဒီလိုမျိုးပြီးကိုယ်စီကိုစုပြီးလာအခုကျတော့လုံးဝဒီဟာကြီးကပွင့်ထွက်သွားတာဖောင်းလိုက်တာနော်ပွင့်ထွက်ပြီးတခါလေးထည့်ပေးလိုက်တာဟုတ်ထည့်ပေးပြီးတော့ထပ်ပြီးတော့ပို့ပြီးတော့အစွမ်းနေပြည့်လာမယ်အချိန်ကတော့တရားထိုင်လိုက်မှနေထက်ရနေမှာဟုတ်အဲ့လိုမျိုးပြောတယ်အချိန်ကမလိုဘူးတဲ့ဩကောင်းတယ်အဲ့လို okay ပဲပြောတယ်လုံးဝအချိန်မလိုဘူးတဲ့အချိန်မေးဆိုတော့ကိုကလည်းမေးတာပေါ့နော်အချိန်ဘယ်လောက်ကြာမှပွင့်မှာလဲမဟုတ်ဘူးတခါလေးထည့်ပေးတယ်နင်းတရားထိုင်နေလေပို့ပြီးတော့ပဲထက်ရလာနေတယ်လို့ဟုတ်အဲ့ဒါယူပွင့်မှုစောင့်ကြမလို့ဆိုတဲ့သဘောမျိုးပြောလိုက်တယ်ဟုတ်မဆိုးချူကဟိုကလည်းလိုချင်တော့ကျွန်မတခါလေး system ထည့်လိုက်တာပေါ့နော်ကြိုးစားပြီးတော့ထိုင်ရတာမျိုးမဟုတ်ဘူးမဟုတ်ဘူးအော်တူဒီ habit အနေနဲ့ everyday habit အနေနဲ့ပါသွားအောင် system ကောက်ထည့်ခိုင်းလိုက်တာဟုတ်ဘာလို့ဆိုတော့ကျွန်မတို့ပြင်းတတ်တယ်လीအကြောင်းပြက်နိုင်တယ်အဲ့တော့မပြက်အောင်ဆိုပြီးထည့်ပေးလိုက်ပြီးတော့အဲ့ဒါလည်းပြောတယ်တက်လေးပဲကိုကအဲ့ပုံမှာဘာမှကြိုးစားခြင်းကိုမရှိဘူးကိုတရားထိုင်လိုက်တိုင်းမှာအဲ့ဒီຢာတွေကဘယ်လို connect ဖြစ်နေမှာပေါင်းလိုက်တာ connect ဖြစ်ပြီးတော့လုံးဝကိုယ်လုံးဝရွှေရောင်အစင်းတွေပဲမြင်နေရတာပေါ့နော်အဲ့လိုမျိုးရမယ်လို့ပြောလိုက်တယ်အခုသူချက်ချင်းထည့်ပေးတာနော်ဟုတ်ဘယ်လောက်ကြာမှရမယ်လေ system ထည့်ပေးမယ်လေတော့မဟုတ်ဘူးsystem ထည့်ပေးမယ်လို့ပြောရင်ခဏကြာမှချက်ချင်းပွင့်ထွက်သွားဒါကြီးကအဲ့လိုပွင့်ထွက်သွားနောက်ဟိုဖြတ်ရတဲ့ဟာတွေသိရနော်ဘာတွေဖြတ်ရတာတွေအဲ့ဒီဟာလည်းလေဟိုသူများလောက်ထားတာတွေဘာညာရှိလားခုနကဖယ်ပြီးပြီတဲ့အဲ့လိုပြောတယ်ဖယ်ပြီးပြီရဲ့ဘာမှမရှိတော့ဘူးအဲ့ဒီအချိန်မှာကြံနေသေးလားလို့ကြည့်ခိုင်းတဲ့အချိန်မှာ तू ကပြတဲ့အရာကဘာလဲဆိုတော့နင်ဖယ်ပြီးပြီဆိုတဲ့အရာကိုပဲလာပြတယ်ထပ်ဖယ်ကြမလို့တော့ဘောနော်ရှင်းသွားပြီတဲ့နင့်ကိုလှုပ်ထားတာလည်းအများကြီးလုပ်လို့မရဘူးတဲ့ဟိုမထိတထိလေးပဲပေါ့နော်နေဘာမှလည်းဖြစ်နေမှာမဟုတ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးပဲပြောတယ်အဲ့မှာလည်းရှင်းနေပြီတကူလုံးကဟိုတလင်းတလုံးလေးလိုပဲကြည်ထွက်သွားတယ်ဟုတ်နောက်ဟိုဟာကျတော့လေအဲ့ပယောဂကုရမှာမစောချူကအဲ့ဒါကြောင့်သူကပယောဂအကာအကွယ်ဆိုတော့ဟဲ့ဟိုနေ့ကထည့်ပြီးသားပဲဘာကိုပြောချင်တာလဲဆိုတော့မှအဲ့ဒါပယောဂကိုနိုင်နှင်းစွာကုနိုင်တယ်ဆိုရင်ကျွန်မပြောတဲ့အထက်မှာhypnosis အတွင်းဆိုတာမပါဘူးเนาะဟုတ်သူကပယောဂပညာမျိုးစုံအရှိတိုင်းပယောဂအနောက်တိုင်းရုံပယောဂကျန်တဲ့ဟာတွေအကုန်လုံးကိုနဲ့တွေ့တဲ့9ရက်သားသမီးမှန်သမျှကိုကုညီနိုင်ဖယ်ရှားနိုင်တဲ့နိုင်နှင်းစွာကုညီဖယ်ရှားနိုင်တဲ့အစွမ်းဟုတ်အဲ့ဒါကိုထည့်ပေးရမယ်ဆိုတာသိတာဒီကပြန်သွားရင်ကျုံတော့မှာဟုတ်တယ်ကိုတောင်းထားတဲ့စုကိုဖြည့်ထားတဲ့ပါရမီပေါ့နော်အဲ့ဒါထည့်ရမယ်ဆိုတာသိတော့ကျွန်မအကောက်ထည့်ပေးလိုက်တာဟုတ်ကိုတော့စီးနေတော့ပဲဟုတ်ပါဘူးသူအာယုံပြုတ်လိုက်တာနဲ့အဲ့အထဲကိုစီးနေတာကိုခံစားမိဒီမှာစီးနေရတာဟုတ်
ဝင်နေရပါတော့ခုနကထဲ့မယ်ဆိုကြတဲ့ဟိုကအော်တိုဖွင့်ပေးလိုက်တာသူကထဲ့မယ်ပဲပြောရသေးတယ်ဒီဟာကြီးကဒီလိုကျဲသွားတာပေါ့ကိုတော်မှကြောင်သွားတာပေါ့နော်ရုပ်ပြက်ကြီးဒါကြီးကလေလင်မိုင်းပွင့်တယ်လို့ဘယ်လိုမျိုးလေးလဲပန်းပွင့်အာသွားတယ်လို့မျိုးလေးချက်ချင်းပွင့်သွားတာအဲ system ထဲ့တော့မယ်ဆိုတဲ့အချိန်မှာလေအစင်သစ်လုတ်ပေးလိုက်တဲ့သဘောပေါ့နော်အဲအကြောင်းမို့အချိန်ယူရမလားပါညာမေးတဲ့အချိန်မှာဘာမှမရှိကောင်းတယ်လို့ပြောအဲ့ဒါ ကျွန်မတွေ့တဲ့မြားထဲမှာအချိန်အတူဆုံးပေါ့နော်ဘာလို့ဆိုတော့ဟို captain လေးတုန်းက15မိနစ်မဆောချိုကြတော့အခုတည်းကတခါတည်းချိတ်လိုက်တာသူကခန္ဓာကိုယ်နာလီနီနဲ့အာဂါတကိုတခါတည်းအပြီးချိတ်လိုက်တာသိလားသူများတွေဆိုရင်ခန္ဓာကိုတီးတန့်ဖွင့်ရတယ်သူ့အတွက်အချိန်လိုတယ်ကျင့်စဉ်လိုတယ်ပြီးရင်အာဂါတနဲ့ပြန်ပြီးချိတ်ရတယ်ဒါကြောင့်ဟိုနောက်တစ်ချိန်ဆိုရင်တော့တရားနဲ့ပတ်သက်တာတွေနဲ့တခြားဟာတွေဖြစ်ကောင်းဖြစ်မှာပေါ့နော်အဲ့ဒါတွေပေါ်လာလိမ့်မယ်အဲ့တော့နောက်တစ်ချိန်ဟိုပြန်တွေးတဲ့အခါအများကြီးသိတော့မှာဟုတ်စတဲ့နေအခုဒီစီးနေတော့တကယ် amazing ပဲလေ။ဘာကြောင့်ဟဲဘယ်သူသိတာလဲဆိုဟဲကာယကံရှင်ကိုယ်တိုင်အလိုလိုကိုသိသွားတာလို့ဒီမှာလေးဒီလိုအပေါ်ကနေစီးပြီးတော့ဝင်နေတာပေါ့နော်အဲ့ဒါကြီးသိတာတယ်။ဟုတ်တယ်အဲ့တော့ကုဏာလီနီဆိုတာလေသမထနဲ့ပတ်သက်တဲ့များတော့အတတ်ပညာအားလုံးရဲ့တကားပေါက်တွေကိုယ်အတွက်ပွင့်သွားတာ။ကိုဉာဏ်ရှိတယ်လို့တော့ပညာရှိတယ်လို့ဆွဲယူရင်ရတယ်။ဟုတ်။အဲ့ဒါကြောင့်ကျန်တာတွေအားလုံးကလမ်းကြီးကိုလိုကြီးလုံနေစရာမလိုတော့ဘူးပေါ့နော်အဲ့လိုမျိုးကောက်ပြီးတော့ထည့်လိုက်တာနဲ့အဲ့တခဏမှာကိုအသုံးပြုပြီဆိုတာနဲ့သူကအလိုလို working ဖြစ်သွားတယ်ဟုတ်အရင်ပိုက်တယ်ဟိုက assistant ထည့်ပေးရဆိုကြတဲ့အစီအရင်ဖြစ်နေမှာသိနေတယ်လေကိုလိုတာနဲ့ဆွဲယူလိုက်ရုံပဲလို့ဘာမှဟိုကစီရီယာတွေစင်တာတွေလုံးဆရာမလို့ဆိုတာလည်းသိလိုက်ရတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ခန်းစားချက်ကလေးပြောပါခန်းစားချက်မလို့ခင်ကဟာနဲ့အခုမလို့ခင်ကတော့ကိုလည်းအချိန်ယူရမယ်ပဲထင်တာပေါ့နော်ဟိုကဒီက၄ချိန်မြောက်ဆိုတော့နောက်ထပ်2ချိန်လိုအပ်ရင်လည်းထပ်လုပ်ရမယ်ဆိုတော့သူများတွေကမှချားပြီးတော့လုပ်ရတယ်ဆိုတော့ကိုလည်းအဲ့လိုပဲထင်တာပေါ့နော်ဒါပေမဲ့ကိုက universe နဲ့မကြတော့ချိတ်တယ်ဘာလို့လဲဆိုတော့လူတွေကိုမေတ္တာဖြန့်တဲ့အခါကျရင်ချိတ်ပြီးတော့ဖြန့်ချချိတ်ပြီးတော့ဖြန့်တယ်အရင်တော့ဒီကနေ line လွှတ်ကြည့်တယ်ဒီ heart chakra ကနေလွှတ်တော့ကတော့မလွှတ်တတ်ခင်တော့တိတ်မထွက်ဘူးဟုတ်နောက်ပိုင်းမှာလွှတ်ကြည့်ပါဆိုပြီးတော့ Facebook မှာလည်းခဏခဏဖတ်ရတယ်လွှတ်လို့လည်းရတယ်ဆိုတော့အကြောင်းသိတဲ့ချိန်မှာအမလွှတ်တာလိုက်ရတဖြည်းဖြည်းလွှတ်ရင်လွှတ်နေအဝေးကြီးကိုရောက်တယ်ဆိုတာသိတယ်အဲ့တော့အမကဒီရင်ထဲကတစ်ခုတည်းမဟုတ်ဘူးအမ universe နဲ့ပါဒီ crown ကနေပါအမလွှတ်တယ်ဒီပိုကျဲသွားအောင်ပေါ့နော်အဲ့လိုလွတ်တဲ့အချိန်မှာလွတ်လို့ရတယ် universe ထဲကနေပြီးတော့အမ energy တွေဆွဲယူတဲ့အချိန်ညရင်လည်းအဲ့လိုခုနပြောသလိုပဲအတန်းလိုက်ရတယ်ဆိုတာအရင်တုန်းကတည်းကမှရတာပေါ့နော်ဒါပေမဲ့အခုကထူးဆန်းတယ် system ထည့်လိုက်တော့မယ်ဆိုတဲ့အချိန်မှာဒါကြီးကဖက်ခနဲ့အဲ့လိုမျိုးပွင့်သွားတာအပွင့်သလိုပွင့်သွားတဲ့အချိန်မှာတကယ်ဝင်လာတော့လေပွင့်ရုံနဲ့မဟုတ်တကယ်ဝင်လာတော့လေအလုံးကြီးဝင်လာတော့နည်းနည်းတော့အံ့ဩသွားတာပေါ့နော်အဲ့ဒီလိုမျိုးညံလာပေါ့ကိုထင်တာကကြောင်မယ်ထင်တာပေါ့နော်ဒါပေမဲ့ကိုကလည်းဘယ်လိုခေါ်မလဲကိုရပြီဆိုတာနဲ့သူများတွေကိုမျှဝေဖို့ကူညီဖို့ပေါ့နော်အစင်နဲ့အများကြီးရှိနေတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ပဲဒီလိုရတယ်လို့ယုံကြည်သွားတယ်ပေါ့နော်တကယ်လေready ပါလူတွေကိုကူညီဖို့အတွက်ဆိုရင်လေအဲ့ဒါကြောင့်မလို့အများကြီးအစင်နဲ့ရှိနေပြီဆိုတော့လေအရင်ဝမ်းသာပါတယ်အရင်လည်းအော်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်